မစိကတ်တိုက်တဲ့ပုဂ္ဂိုလ်ဆိုတာလောကမှာရှိတယ်ဘယ်ပုဂ္ဂိုလ်မျိုးလဲဘုရားကိုယ်တိုင်အဖြေထုတ်ပြတာဣဒဘိက္ခွေဧကိသောပုဂ္ဂလောဟိနောဟောတိတိလေနသမာဓိနာပညာယရသော်ဘုရားကတော့အဓိကအရေးချင်းတွေကိုဖော်ထုတ်တာနော်အဓိကအရေးချင်းတွေကိုဖော်ထုတ်သီလဘက်ကကြည်လဲကိုယ့်ရဲ့အောက်တန်းကြကိုက၅ပါးသီလလုံသေးတယ်သူကမလုံဘူး၂ပါးတောင်မလုံဘူး၃ပါးတောင်မလုံဘူးနော်ကိုကမှ၅ပါးသီလလုံသေးတယ်သူကမလုံဘူးကိုယ့်ရဲ့အောက်တန်းကြတယ်ကိုကမှဥပုသ်ဆောင်တယ်သူကတခါမှဥပုသ်မဆောင်ဟာကိုချင်းသီလကြည်လိုက်ရင်ကိုယ့်ရဲ့အောက်တန်းကြစိတ်ဓာတ်တည်ငြိမ်မှုနဲ့ကြည်လိုက်ရင်လေကိုယ့်ရဲ့အောက်တန်းကြအသိပညာထင်တာတွေသာစွတ်ပြောတာကိုသိတာလောက်တောင်သူမသိဘူးဆိုလို့ရှိရင်ဟောကိုယ့်ရဲ့အောက်တန်းကြအဲ့ဒီပုဂ္ဂိုလ်မျိုးတော့လုံးဝမစိတ်ကပ်ပါနဲ့လို့ဒီလိုပြောလုံးဝမစိတ်ကပ်ဘူးလို့ဆိုတာမပေါင်းရဘူးလို့ပြောတာမဟုတ်ဘူးအညတရအနုတ္တရာအကျဉ်းနာထားပြီးတော့သူ့တော့ပြစ်မထားပါနဲ့လို့ပြောတာနော်သူစီကဘာတစ်ခုမှမမျော်လင့်နဲ့စိတ်ကပ်တယ်ကိုးကွယ်တယ်ဆိုတာမလုပ်နဲ့အကျဉ်းနာထားပြီးသူ့ကိုကောင်းစားစေခြင်းနဲ့ကရုဏာနဲ့တော့အတူတွဲလို့ရပါတယ်လို့ဒီလိုပြောတာနော်